စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ် February လ1ရက်နေ့ကနေ February လ9ရက်နေ့တော်တွင်မှာဥတီယာလမ်းကြောင်းတစ်လျှောက်နှောင့်ယှက်တွေရှိတယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ပြီးမှအလိုရှိရာအောင်မြင်ခြင်းစင်ပြေခြင်းကိုရရှိနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးတော့ရှေ့တိုးလုပ်ကင်ခြင်းတို့ရဲ့အကျိုးပေးမှုကိုရမယ်ဥစွာဆောင်ရွက်တဲ့ကိစ္စတွေမှန်သမျှအတိုက်ခံနဲ့ထိတိုက်တွေ့ပြီးမှဆင်ပြေမယ်ဇွဲကြည့်ရမယ်ခက်လိုက်ရင်နောက်မဆုံးနဲ့ဘလောက်ခက်ခဲရှေ့တိုးလို့ဒီကာလအတွင်းကကိုယ့်ရဲ့အောင်မြင်မှုရဲ့နှစ်သာရတွေကိုဝင်းချင်မှာပြည့်နဲ့ဖြစ်တည်နေတယ်ကိုယ်ပိုင်ရည်တည်ခြင်းနဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တဲ့ကာလတစ်ခုဖြစ်တယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်တယ်ဒီနေ့မှာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုကိုဖန်တီးမယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်2ရက်နေ့မှာရန်အလုံးကိုကျော်ပြီးတော့အလိုရှိရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုရနိုင်တယ်3ရက်နေ့မှာအခက်အခဲအလုံးကိုကျော်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်4ရက်နေ့မှာရန်နဲ့ရှင်ပြီးလုပ်ပြီးမှအဆင်ပြေမယ်အဲ့ဒီ4ရက်နေ့မှာအသွားလန်နေထိုင်ကြည့်ဆိုင်ရမယ်အဲ့ဒီနေ့မှာဥတီလိုက်တဲ့နေရာအရှိရကိုတီသွားစေနေရှိတဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထားငကဘောရဲ့9ရက်နေ့ကမဟာရေချမ်းနဲ့တိုက်တဲ့မတော်ဆအနေတွေဖြစ်တဲ့ရေရနေတွေကျူးဆိုင်ရမယ်အဲ့ဒီမှာအရှိတောင်ရက်ကိုတီသွားစေနေရှိတဲ့အချိန်ကာလအဖြစ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာကျူးဆိုင်ရမယ်6ရက်နေ့မှာတော့ရာရာပြန်လဲဆင်ပြေခြင်းတိုးတက်ခြင်းတည်ငြိမ်ခြင်းတွေရှိလာတယ်9ရက်နေ့မှာအရက်ဝင်းနဲ့ဆက်ဆက်တဲ့ကိစ္စတွေကနေထူးခြားသောကောင်းခြင်းကံနဲ့အလိုဆန္ဒပြည့်စုံခြင်းဘဝတိုးတက်ခြင်းတို့ကိုအထင်ရှားရရှိမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာကြာသပတေးနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာနေ့စောက်ချာနေ့မွေးသူများဒုက္ခပေးတတ်တယ်3-6ကိုကနန်နေ့ကျိုးပေးတယ်အနီရောင်ချက်သွေးရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်လပြည့်နေ့နဲ့တနင်္ဂနွေနေ့နဲ့တိုက်ဆိုင်တဲ့ဒဝတွဲလပြည့်နေ့ February လ1ရက်နေ့မှာကုသိုလ်ကောင်းမှုပြုပါထမင်းလှူဒါနပြုပါကံကောင်းခြင်းတွေရရှိလာပါမယ်စံစာနေဖို့ application မှာမေးမြန်းလို့သူများဆက်သွယ်မေးမြန်းနိုင်ပါတယ်အသံဖိုင်နဲ့ပြန်လဲဖြေကြားပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်